ရွှေအေးမြေလှုပ်ဝက်ဆန်းကျင်မှုများအပိုင်း6ထာဝရဂတိသစ္စာဇသိမ်းပိုင်းငကာဝတီထွက်ခွာသွားပြီးနောက်ရွှေအေးမြေရွာကလေးဟာအရင်လိုပြန်မဖြစ်တော့ပါဘူးကြော်စွာနဲ့သူ့လူတွေဟာအဲ့ဒီညကဖြစ်ရကြောင်းစိတ်ဖောက်ပြန်တယ်လို့ဖြစ်ပြီးရွာကနေထာဝရထွက်ခွာသွားကြပါတယ်ရွာသားတွေကတော့တီဟော့ကိုနဖျားတစ်ပါးလိုယိုသေးကြောက်ရွံ့လာကြလေတီဟော့ကတော့ဘသူနဲ့မှစကားသိမ့်မပြောဘဲတောနက်သေးကငကားပွက်အိမ်ဘေးမှာပင်တဲအိမ်လေးဆောက်ပြီးတယောက်ထဲနေထိုင်ပါတော့တယ်။သူ့လက်ထဲမှာတော့ငကာဝတီပေးခဲ့တဲ့စိမ့်မြမြကြောက်မြက်လေးကအမဲတမ်းနှွေးထွေးနေစေပါ။နှစ်ပေါင်းများစွာကြာညောင်းသွားခဲ့ပြီ။တီဟာအသက်အရွယ်ကြီးရင်လာပြီးသပင်တွေဖြူဖွေးနေပါပြီ။ဒါပေမဲ့ထူးခြားတာကသူ့ရဲ့မျက်လုံးတွေဟာလူအိုကြီးတယောက်နဲ့မတူဘဲငကာဝတီရဲ့မျက်ဝန်းတွေလိုကြည်လင်တောက်ပနေတုံးပါ။သူဟာရွာကလူတွေကိုအခမဲ့ဆေးကူပေးရင်ငကားအဖိုးအိုလို့လူတိများလာခဲ့တယ်။ဒီနေ့မှာတော့တီဟော့ဟာမိမိရဲ့နောက်ဆုံးအချိန်ရောက်လာပြီဆိုတာကိုသိလိုက်ပါတယ်။သူဟာအာယူပြီးငကားပွက်အိမ်ကန်းဆက်ကိုဆင်းသွားခဲ့တယ်။ရေပြင်ကအရင်လိုပဲငင်သက်နေတော့မှငကာဝလီငါဂတိတီခဲ့ပါတယ်။မင်းပေးကြောက်မြက်နဲ့လူပေါင်းများစွာကိုကူညီခဲ့ပြီ။အခုတော့မင်းနဲ့တွေ့ဖို့ငါဘက်ကအစင်သင့်ထူပြီ။တီဟာလက်ထဲကကြောက်မြက်လေးကိုရေကန်ထဲကိုအသားအရာချလိုက်ပါတယ်။ကြောက်မြက်လေးကရေအောက်ကိုနှစ်မြုပ်သွားတဲ့ခဏမှာပဲရေပြင်ကရွှေရောင်အလင်းနှန်းတွေထောက်ပေါ်လာပြီးရေလိုင်းလေးတွေကတီဟရဲ့ခြေထောက်ကိုလာရောက်ပွက်တက်ကြတယ်။ရုတ်တရက်ရေပြင်ပေါ်မှာလှပလွန်းတဲ့အမျိုးသမီးတဦးပေါ်လာပါတယ်။သူမဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအတိုင်းတစ်ဆက်ကလေးမှမပြောင်းလဲပဲနုပြိုလှပနေစေပါ။ငကာဝလီပါပဲ။သူမကတီဟကိုကြည့်ပြီးပြုံးပြလိုက်တယ်။တီဟရှင်ဂတိတီခဲ့လို့ကျေးဇူးတင်ပါတယ်။အခုရှင်ရဲ့လူသားခန္ဓာကိုစုံလွတ်ပြီးကျမနဲ့အတူလိုက်ခဲ့နိုင်ပါပြီ။ငကာဝလီကလက်ကမ်းဖေးလိုက်တဲ့အချိန်မှာပဲတီဟရဲ့အိုမင်းနေတဲ့ခန္ဓာကိုယ်ဟာအလင်းဆက်လေးတွေအဖြစ်ပြောင်းလဲသွားပြီးခွန်အားဗလာပြည့်စုံတဲ့လူငယ်လေးတဦးအသွင်ပြန်လည်ရောက်ရှိသွားပါတော့တယ်။သူတို့နှစ်ဦးဟာလက်ချင်းချိတ်ပြီးရေကန်အောက်ခြေကငကားဖြီစီကိုဖြည်းဖြည်းချင်းငုတ်ရွှေးကွယ်ပြောက်သွားပါတော့တယ်။